မြတ်စွာဘုရားကလူသူတန်းသူကုသိုလ်ကောင်းမှုပြုသူကိုယ်တိုင်ကဒီကုသိုလ်ရဲ့အကျိုးတွေကိုခံစားရတယ်ဆိုတော့ပုံနာကြီးကဝမ်းသာတာအရှင်ဘုရားအဲ့လိုဆိုလို့ရှိရင်မဖြစ်နိုင်တဲ့နေရာမှာလည်းပဲအရှင်ဘုရားအကျိုးခံစားရတယ်လို့ဆိုလိုတာလားဆိုတော့ဟုတ်တာပေါ့တဲ့မြတ်စွာဘုရားရှင်းပြတယ်ဆိုပါစို့တဲ့လူတယောက်ဟာဒုစရိုက်လုပ်ငန်းတွေလုပ်တယ်ဒုစရိုက်တွေကြောင့်တည်သွားတဲ့အခါမှာဆင်သွားဖြစ်တယ်သို့တော့သူကမသေးခင်ကဒုစရိုက်တွေလုပ်ပေမဲ့လို့လှူမှုတမ်းမှုဝါသနာပါလှူတယ်ဒါကြောင့်မို့သူကဒုစရိုက်လုပ်လို့ဆင်ဖြစ်တဲ့တိရစ္ဆာန်ဘဝရောက်သွားတယ်လှူခဲ့သည့်တန်းခဲ့သည့်အတွက်ကြောင့်ဆင်ပြူတော်ဆိုပြီးတော့ခန်းခန်းနာနာမယ်သူအကာအယံနဲ့အမိုးနဲ့အကျွေးကျွေးတာမွေးတာတွေနဲ့ရေချိုးပေးမဲ့လူနဲ့မရှိဘူးလားရှိတယ်ဆင်ပေမဲ့လို့အမလေးစိတ်နဲ့နေရတဲ့ဆင်ဟာရှိသေးတယ်နော်အဲ့ဒီတိုင်းပဲခွေးတွေရောစိတ်နဲ့နေရတဲ့ခွေးမရှိဘူးလားရှိတယ်ခုခေတ်ဆိုမဲ့ခွေးကမော်ဒန်မြင့်တဲ့ကားကြီးတွေစီးလို့ဟိုမှာလူအိတ်တဲ့နေရာကြီးတွေအိတ်လို့အမေခွေးစာတောင်မှပဲ special ထုတ်လုပ်ထားတဲ့ခွေးစာကျွေးရတချို့များကျဲဥကဘယ်နှလုံးလို့အသားဘယ်နှလုံးလဲလူတဲ့တောင်မှသူတို့ကသားနေချင်သေးတယ်အဲ့ဒါဒါနရှိခဲ့တဲ့ခွေးလို့ပြောတာဒါနမရှိခဲ့တဲ့ခွေးကြတော့ဟိုအမိုက်ပုံနှန်းဒီအမိုက်ပုံနှန်းနဲ့ဒီလိုနဲ့ပြီးနေကြတရိစ္ဆာန်ဘဝရောက်တော့မှဒါနကုသိုလ်ရဲ့အကျိုးဟာခံစားရတယ်လို့မြတ်စွာဘုရားဟောတာနော်လှူသူဟာမကောင်းတဲ့ဘဝရောက်သွားအောင်လှူတဲ့ပုဂ္ဂိုလ်ဟာတရိစ္ဆာန်ဖြစ်အောင်ကောင်းကျိုးချမ်းသာတွေရတယ်လို့ပြောတာချမ်းသာတယ်လို့ပြောတာထို့တူပဲလှူတဲ့ပုဂ္ဂိုလ်ဟာလှူပြီးဆိုလို့ရှိရင်ထိုလှူတဲ့အကျိုးဟာဖြစ်လျာဘဝမှာလိုက်ပြီးတော့အကျိုးပေးမယ်ဒါနကောင်းမှုလုပ်တယ်သူစရိုက်တရားတွေကျင့်သုံးဆောက်တည်တယ်သူစရိုက်ကျင့်သုံးဆောက်တည်သည့်အတွက်ကြောင့်လူပြေရောက်တယ်ဒါနကောင်းမှုတွေလုပ်ခဲ့သည့်အတွက်ကြောင့်လူဘုံလူဘဝမှာလူချမ်းသာတယောက်ဖြစ်တယ်သူစရိုက်လုပ်သည့်အတွက်ကြောင့်လူဖြစ်တယ်ဆိုလိုတာကသီလကြောင့်လူဖြစ်တယ်နော်သီလကြောင့်လူဘဝရောက်တယ်ဒါနကြောင့်လူချမ်းသာဖြစ်တယ်ထို့တူပဲသူစရိုက်တရားတွေကိုကျင့်သုံးခဲ့သည့်အတွက်ကြောင့်နတ်ပြည်ရောက်တယ်ဒါနကောင်းမှုကြောင့်နတ်စည်းစိမ်ချမ်းသာသူများနဲ့မတူအောင်ချမ်းသာတယ်ဒီအကျိုးတွေကဒါကြောင့်မလို့သူ့အကျိုးနဲ့သူပဲဒါနကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်ဟာတိရစ္ဆာန်ဖြစ်လဲကောင်းကျိုးချမ်းသာတွေခံစားရတယ်လူဖြစ်လည်းပဲကောင်းကျိုးချမ်းသာတွေခံစားရတယ်နတ်ဖြစ်လည်းကောင်းကျိုးချမ်းသာတွေခံစားရတယ်ဒါကြောင့်မို့ဒါနကောင်းမှုပြုလုပ်တဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှအကျိုးမဲ့မဖြစ်ဘူးလို့မြတ်စွာဘုရားဟော